အားလုံးပဲမင်္ဂလာပါဒီနေ့2016ခုနှစ်တက္ကသိုလ်ဝန်စာမေးပွဲကိုဖြေဆိုမယ်ကျောင်းသားကျောင်းသူတွေအတွက် chemistry organic ဘာသာရပ်တွေထဲကကျွန်တော်ဒီ preparation အပိုင်းတွေကိုအလွယ်တကူရှင်းပြသွားမှာဖြစ်ပါတယ်ဒီအပိုင်းတွေကိုကျောင်းသားတွေအလွယ်တကူအပိုင်းရရှိဖို့အတွက်ကျွန်တော်ပြမယ်ဒီ equation တွေကိုအလွယ်ကူဆုံးနားလည်လွယ်အောင်ကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အရင်စရအောင်ကျွန်တော်တို့ဒီ organic chemistry ရဲ့ဒီ preparation ဘက်မှာတော့အကုန်လုံးကတော့ဗာနဲ့ဆိုင်လေးဆိုတော့ကျွန်တော်တို့ကဒီ alcohol primary alcohol တလုံးကအဓိကဖြစ်ပါတယ်ဒီ primary alcohol ကိုသုံးပြီးတော့ကျွန်တော်တို့ကဒီမှာပထမဆုံးအုပ်စုဆိုရင်ကျွန်တော်က ether ပြီးတော့နောက်တစ်ခုကကြရင်ကျွန်တော်ကဒီမှာ aldehyde ပြီးတော့နောက်တစ်ခုကကြရင်ကျွန်တော် carboxylic acid ပြီးတော့carboxylic acid မှာတော့ကျွန်တော်တို့က2ကောင်လာမယ်ဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကြရင်ဒီမှာ ester ပြီးတော့ဒါကamine ထဲကနေပြီးတော့ကျွန်တော်တို့ဒီ bromoethene ကိုထုတ်တဲ့အကြောင်းဖြစ်ပါတယ်ဒါမှဒီမှာအောက်ဆုံးတစ်ကြောင်းကတော့ကျွန်တော်တို့ကဒီဘာလဲဆိုတော့ဒီအောက်ဆုံးအကြောင်းကတော့ဒီ aldehyde နဲ့ ketone မှာကြတယ်ကျွန်တော်ကဒါက secondary alcohol မှာကျွန်တော်ဒီ propanone ဆိုတဲ့ equation ကိုထုတ်လို့ရရှိမှာဖြစ်ပါတယ်ဒါပေမဲ့ဒါကိုကျွန်တော်တို့အသေးစိတ်ရှင်းပြပေးသွားမှာပါဒါဆိုရင်ကျွန်တော်တို့ပထမအနေနဲ့ကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ဒီကျွန်တော်တို့ ether အုပ်စုကိုထုတ်ဖို့အတွက် alcohol နှလုံးကိုထုတ်ပြီးတော့ပေါင်းပြီးတော့ရေကိုထုတ်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီကျွန်တော်အခြေခံအနေနဲ့ဒီ ethanol နှလုံးကိုပေါင်းပန်းမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ preparation equation တွေကိုအလွယ်တကူထုတ်ဖို့အတွက်ကျွန်တော်ဒီမှာရှင်းပြထားတဲ့ alcohol နဲ့ dilute လျံရေကိုထုတ်ဖို့ပြင်အဲ့ဒီဇာတ်တွေကိုအလွယ်ကူဆုံးနဲ့ရအောင်လုပ်ထားရင် equation ကဘာမှခက်စရာကောင်းမရှိတော့ပါဘူးဒါဆိုရင်ကျွန်တော်ပထမဆုံးတက်ကြအောင်အနေနဲ့ကျွန်တော်ပြပါမယ်ဒီမှာ alcohol နှလုံး ethanol နဲ့နောက်ထပ် ethanol နှလုံးပေါပြီးတော့ ester ကိုether ကိုကျွန်တော်ထုတ်ပတ်မှာဖြစ်ပါတယ်ဒါဆိုရင်ကြည့်လိုက်အောင်ကျွန်တော်တို့ကဒီမှာ alcohol နဲ့ dilute လျံရေကိုထုတ်ဖို့ပြင်အဲ့ဒါကြောင့်ကျွန်တော်ကဒီ alcohol နှလုံး ethanol နဲ့ dilute မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ကဒီမှာ ethanol ကကျွန်တော်ဒီက H ကိုယူလိုက်မယ်ပြီးတော့ဒီက OH ကိုယူလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ပေါင်းလိုက်ရင် H2O ထွက်တော့ပြီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကြံတဲ့ဟာကိုလေလို့ဆက်လိုက်ပါမယ်ကြံတဲ့ဟာကိုလေလို့ဆက်လိုက်ရင်ကျွန်တော်တို့က CH3CH2O ဒီဒါဆိုရင် CH3CH2O ဒီမှာပါကြတယ်ဆိုတော့ CH3CH2 အဲ့ဒါကိုကျွန်တော်ကအပြန်ဆက်ရမှာဖြစ်ပါတယ် CH2CH3 ဆိုပြီးတော့ဆက်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ ether ကိုရရှိမှာပါဒါဆိုရင်သူ့ကို ether ကိုခေါ်တဲ့ကကျွန်တော်က O ရဲ့ရှင်းတဲ့နောက်မှာ carbon carbon တိုတဲ့ဖက်ကိုကျွန်တော်ကဒီ alkoxy O နဲ့တွေ့လို့ခေါ်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ကနှစ်ဖက်စလုံးမှာက carbon ကအကုန်လုံးအတူတူဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ share ကပဲခေါ်လိုက်မှာဖြစ်ပါတယ်ဒါဆိုရင် share ကခေါ်လိုက်မယ်ဆိုရင် carbon နှလုံးဖက်လို့ E O နဲ့ပေါင်းရင် ethoxy ကြံတစ်ဖက်က carbon နှလုံးဖက်တဲ့အတွက်ကြောင့် ethane ဆိုတဲ့ဟုတ်လားကျွန်တော်တို့ ether ကိုရရှိမှာပါသူရဲ့ depth ကိုပြည့်စက H2SO4 140 degree Celsius ကိုသုံးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ကဒီကျွန်တော်ပြတော့ကတော့ဒီမှာ ethanol နှလုံးကိုအခြေခံပြီးတော့ပြတော့တာဖြစ်ပါတယ်ကြံတဲ့ ethanol မဟုတ်ဘဲနဲ့ ethanol methanol ဟုတ်လားနောက်တစ်ခုကျွန်တော်တို့ကဒီmethanol အရှင်းအကုန်လုံးကိုလေလောက်ကြည့်လို့ရပါတယ်ဒါဆိုရင်ကျွန်တော် ether ကိုရှင်းပြလို့ပြီးပါပြီနောက်တစ်ခုကကြရင်ကျွန်တော်က aldehyde နဲ့ ketone ကဘာကွာလဲဆိုတော့ကျွန်တော်ကဒီ aldehyde ကိုလို့ရှင်ရင်ကျွန်တော်တို့ကဘာတို့လို့ဆိုတော့ဒီprimary alcohol တလုံးလိုမှာဖြစ်ပါတယ်အဲ့ဒီ primary alcohol ကို detone တဲ့အခါတော့ကျွန်တော်ကဘာပေါင်းရမလဲဆိုတော့နေဆက်အောက်ဆီဂျင်ပေါင်းရမှာဖြစ်ပါတယ်အောက်ဆီဂျင်နဲ့ detone ဆိုတာကကျွန်တော်ဒီနေဆက်အောက်ဆီဂျင်ကိုပေါင်းရမှာဖြစ်ပါတယ်ကျွန်တော် G level ကတန်ခေပြီးသားဖြစ်ပါတယ် O ပေါင်း H ပဲ detone အဲ့ဒါကြောင့် detone equation မှာ O ကိုပေါင်းပြီးတော့ detone ရမှာဖြစ်ပါတယ်သူရဲ့ detone ပစ္စည်းကတော့ potassium dichromate acidified SaH+ data အပူပြီးတော့တိုက်ပြရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့က aldehyde အုပ်စုကိုစာလို့ထုတ်ပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ကဒီ aldehyde နဲ့
ကီချုံကဘာကွာလဲဆိုတော့ aldehyde ကကြာရင်ကျွန်တော်ကဒီ primary alcohol ကိုသုံးရမှာဖြစ်ပါတယ်ဒီ primary alcohol ပဲသုံးရမှာဖြစ်ပါတယ်ပြီးမှ aldehyde ကိုထွက်မှာပါဒါဆိုရင်ကျွန်တော်ကဒီကီချုံကကြာရင်တော့ကျွန်တော်ဒီ secondary alcohol ဒီ secondary alcohol ကိုသုံးပြီးမှကျွန်တော်ကီချုံဆိုတဲ့အုပ်စုကိုရရှိမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ဒီကီချုံအုပ်စုကိုနောက်ဆုံးမှကျွန်တော်ပြပါမယ်ဒါဆိုရင်ကျွန်တော်ကြည့်လိုက်အောင်ဒီမှာကျွန်တော်ပြောထားတဲ့ alcohol နဲ့ ဓာတ်ပြုတ်လျက်ရေကိုထောက်ဖို့ပြင်အဲ့ဒီစားတော့ရှိကိုအပိုင်ရအောင်လောက်ထောက်ရင် equation ကထောက်ရတာလွယ်လေးဖြစ်ပါတယ်အကုန်လုံးကနောက်ဆုံးမှရေပေးထွက်ရမှာပါဒါဆိုရင်ကျွန်တော်တို့ကစားလို့ထောက်ပါမယ် alcohol နဲ့ ဓာတ်ပြုတ်လျက်ရေကိုထောက်ဖို့ပြင်ဖြစ်တဲ့အကြောင်းကျွန်တော်ကဒီက H2O ကိုကျွန်တော်ယူလိုက်မှာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာ H2O ဒါဆိုရင်အဲ့ဒီမှာ O ကိုအလီမှာထည့်လိုက်ရင်ရပါပြီဒါဆိုရင်သူရဲ့အဖြေက CH3CHO ဆိုတဲ့ဟာလားကျွန်တော် aldehyde အုပ်စုကာဗွန်နံ E DHAN aldehyde ပဲလို့နာကပါနဲ့ဆုံး AN ဒါဆိုရင် ethanol ဆိုတဲ့ဟာလားကျွန်တော်တို့ aldehyde အုပ်စုကိုရရှိသွားမှာပါဒါဆိုရင်သူရဲ့ဓာတ်ကူပစ္စည်းက K2Cr2 osama ကိုမှာ H+ data ဓာတ်တို့ရင် K2Cr2 osama ကိုမှာ H+ data ကိုသုံးပြရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီ aldehyde အုပ်စုကိုကျွန်တော်ပြသပေးတော့ပြီဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်တို့ကတော့ဒီ carboxylic acid ကိုထောက်ရမှာဖြစ်ပါတယ် carboxylic acid မှာလည်းတော့ကျွန်တော်ကဒီ oxidation ဆိုပြီးတော့ ဓာတ်တိုးပြီးတော့ကျွန်တော်တို့က carboxylic acid ကိုထောက်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ရှင်းနေပြသမှာပါဒါဆိုရင်ကျွန်တော်တို့ကဒီ primary alcohol ပဲတဲ့ethanol နဲ့ဟာလာဓာတ်တို့ရင်ကျွန်တော်ကဘာပေါင်းရမလဲဆိုတော့နေဆက်အောက်ဆီဂျင်ပေါင်းပါမယ်နေဆက်အောက်ဆီဂျင်ပေါင်းမယ်ပြီးတော့ဓာတ်ကူပစ္စည်းကဓာတ်တို့ရင် O ပေါင်း H ဖြစ်ဓာတ်တို့တွေ O ကိုပေါင်းပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဓာတ်ကူပစ္စည်းက K2Cr2 osama ကိုမှာ H+ data အဲ့ဒါကိုသုံးမှာဖြစ်ပါတယ်ဒါဆိုရင်ပထမတစ်ကြောင်းအနေနဲ့ကျွန်တော်ကဓာတ်တို့ပြီးတော့ထောက်မှာဖြစ်ပါတယ်alcohol နဲ့ဓာတ်ပူလျက်ရေကိုထောက်ဖို့ပြင်အဲ့ဒါကြောင့်ကျွန်တော်ကဒီကရေကိုကျွန်တော်ယူလဲမှာဖြစ်ပါတယ်ရေကိုယူလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ O ကပုံမှန်အောက်ပဲဆိုရင်ကျွန်တော်ကဒီမှာနှစ်ဆမပါပါဘူးဒီမှာ O ကိုသူ့ကိုထိလိုက်ရင် CH3CHO ပဲထွက်မှာပါဒါဆိုရင်သူက aldehyde နဲ့တူတဲ့အတွက်ကြောင့်ကျွန်တော်တို့က carboxylic acid ထည့်ဖို့အတွက် O ဘယ်နှလုံးလို့တော့ O ကကျွန်တော်တို့ကနှလုံးလိုမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့က alcohol နဲ့ဓာတ်ပို့လျက်ရေကိုထောက်လိုက်ရင်ကျွန်တော်က O ကဘယ်နှလုံးလို့လဲဆိုတော့နှလုံးအဲ့ဒါကြောင့် O နှလုံးကိုဒီမှာထည့်လိုက်ရင် CH3COOH ဆိုတဲ့အဲ့ဒါ ethanol acid carboxylic acid ကိုရရှိသွားမှာပါပြီးတော့ alcohol နဲ့ဓာတ်ပို့လျက်ရေကိုထောက်ဖို့ပြင်ဆိုတဲ့ရေကိုလည်းရရှိသွားမှာပါဒါဆိုရင်ကျွန်တော်ကဒီ oxidation by potassium permanganate dichromate solution ကိုကျွန်တော်ပြသတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကဒီနောက်ဆုံးတစ်ခုအနေနဲ့ကတော့ကျွန်တော်ဒီ carboxylic acid ကို atmospheric oxygen နဲ့ထုတ်မှာဖြစ်ပါတယ်အဲ့ဒီ atmospheric oxygen ဆိုတာကကျွန်တော်ကလေထုထဲမှာရှိတဲ့အမွှားတစ်မျိုးဖြစ်တဲ့ကြောင့်သူကို bacteria ဆိုပြီးတော့ကျွန်တော်သုံးရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဓာတ်ကူပစ္စည်းနဲ့သူကို bacteria ကိုသုံးရမှာဖြစ်ပါတယ်ဒါဆိုရင်သူကလွယ်လေးပါသူရဲ့ဓာတ်တို့သူ့ကိုဓာတ်တို့တွေကကျွန်တော်ကဒီ alcohol နဲ့ဓာတ်ပူလျက်ရေကိုထောက်ဖို့ပြန်သူ့ကိုရေကိုထောက်လိုက်ပြီးတော့ဒီမှာ O ဘယ်နှလုံးကိုထည့်လိုက်လို့ဆိုတော့ O နှလုံးကိုထည့်လိုက်ရင် CH3COOH ဆိုတဲ့ ethanol acid carboxylic acid ကိုရမှာဖြစ်ပါတယ်ပြီးတော့ဒီ H2O ကဒီမှာထွက်လာမှာဖြစ်ပါတယ် H2O ဒါဆိုရင်ကျွန်တော်တို့ဒီ aldehyde အုပ်စုကျွန်တော်တို့ကပြီးတော့ဒီ carboxylic acid အုပ်စုကိုကျွန်တော်ထုတ်ပြပေးသွားတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကဒီမှာအမြောက်ဆုံးအုပ်စုတစ်စုကတော့ကျွန်တော်ဒီမှာ ester ထုတ်တာကတိုတိုများလေးမေ့ပါတယ်အဲ့ဒါကြောင့် ester ထုတ်တဲ့ကကျွန်တော်တို့သိရမှာကကျွန်တော်မှဆိုရင် pattern ပုံစံတစ်မျိုးရှိပါတယ်ဒီ ester ထုတ်ဖို့အတွက်ကျွန်တော်ဗာလဲဆိုတော့ alcohol အုပ်စုတစ်ခုလိုပါမယ်ပြီးတော့ carboxylic acid တစ်ခုလိုမယ်ပြီးတော့သူတို့နှစ်ခုကိုပေါင်းလိုက်ရင် ester နဲ့ဘာကိုရတယ်ဆိုတော့ ရေကိုရရှိမှာဖြစ်ပါတယ် ester နဲ့ရေကိုရပါတယ်ဒါကသူ့ရဲ့ပုံသင်နေ alcohol နဲ့ဓာတ်ပြုပြီးတော့ alcohol ရဲ့ carboxylic acid ရဲ့ပေါင်းလိုက်ရင် ester နဲ့ရေဒါကသူ့ရဲ့ pattern ဘာဖြစ်လို့ carboxylic acid ကိုသုံးရလဲဆိုတော့သူက ester ဆိုတာက carboxylic acid ရဲ့ derivation ဆန်းသက်လာတဲ့အုပ်စုတစ်စုဖြစ်တဲ့ကြောင့်သူကို carboxylic acid ကို alcohol နဲ့ပေါင်းရင်
ester နဲ့ရေကိုရရှိသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ပြသပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ carboxylic acid နဲ့ alcohol ပေါင်းတဲ့အခါကျွန်တော်ပြောတဲ့ equation ပုံစံအတိုင်း alcohol နဲ့ ဓာတ်ပို့ရန်ရေကိုထုတ်ဖို့ပြန်အဲ့ဒီရေကိုထုတ်ဖို့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာလို့လဲဆိုတော့ဒီက H ကိုယူမယ်ဒီကဟောလားကျွန်တော်တို့ကဘာကိုယူမလဲဆိုတော့ OH ကိုယူလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကOH မဟုတ်ဘူးဒီက OH ကိုယူပါမယ် sorry ကျွန်တော်ကဒီက OH ကိုယူလိုက်မယ် alcohol က OH ကိုယူမယ် carboxylic acid က H ကိုယူမယ်ဒါဆိုရင်သူကဘာထွက်လဲဆိုတော့ H2O ဒါဆိုရင်ကြံတဲ့ဟာကိုဆက်လိုက်တဲ့အခါကျွန်တော်တို့ကဒီမှာ CH3COO CH3COO ဒီမှာ CH2CH3 CH2CH3 ဒါဆိုရင်သူက ester အုပ်စုဖြစ်ပါတယ် ester အုပ်စုမှာဘယ်လိုခေါ်ရလဲဆိုတော့ဒီ CO ရဲ့နောက်ကစိတ်ကခေါ်ရမှာဖြစ်ပါတယ်သူ့နာမည်က ethyl ဒါကကာဗွန်နှလုံး acid က H ကိုဖေးထားတဲ့ကောင်နာမည်မှာ ethanoate OET နဲ့ခေါ်ရမှာဖြစ်ပါတယ်ဒါဆိုရင်သူက ester ဒါဆိုရင် ester ကိုထုတ်ပြသွားတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ကြောင်းအနေနဲ့ကတော့ကျွန်တော်တို့ဒီမှာဒီ amine အုပ်စုကိုထုတ်တဲ့အခါကျွန်တော်တို့က bromoethene ကိုထုတ်ပြပေးတဲ့ equation ကိုပြပါတယ် bromoethene ရဖို့အတွက်လည်းကျွန်တော်ကဘာလို့လဲဆိုတော့ဒီ ethanol ကိုဟောလား HBr နဲ့ဓာတ်ပူပြီးတော့ concentrated acid H2SO4 ကိုဟောလားကျွန်တော်တို့သုံးထားတာဖြစ်ပါတယ်ဓာတ်ကိုအနေနဲ့ဒါဆိုရင်သူ့ကိုပေါင်းရင်းနေဆိုရင်ကျွန်တော်တို့ကဒီမှာ alcohol အုပ်စုက ethanol ဒီမှာ HBr hydrobromic acid ဒါဆိုရင်alcohol နဲ့ဓာတ်ပူလျက်ရေကိုထုတ်ဖို့ပြင်အဲ့ဒါကြောင့်သူက OH ကိုယူဒါက H ကိုယူ H2O ပြီးတော့ကြံတဲ့ Br ကိုဒီမှာပေါင်းပြီးတော့ထည့်လိုက်ရင် CH3CH2Br ဆိုတဲ့အဲ့ဒါ bromoethene ကိုကျွန်တော်တို့ရရှိသွားမှာဖြစ်ပါတယ်ဒါက bromo အဲ့ဒါကြောင့် CH2 or CH3CH2Br ဆိုတဲ့ bromoethene ကိုရရှိသွားမှာဖြစ်ပါတယ်နောက်ကခေါ်ရင် bromo ကာဗွန်နှလုံးပါတော့ ETH ကမစင်က ANE bromoethene plus water H2O ကိုရရှိသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်နောက်ဆုံးတစ်ကြောင်းအနေနဲ့ကတော့ကျွန်တော်ကဒီaldehyde နဲ့ ketone မှာကျွန်တော်ကဒီ ketone ကကြရင်ကျွန်တော်တို့ကဒီ secondary alcohol နဲ့ tetra ခါမှဒါက secondary သူက secondary alcohol secondary alcohol နဲ့သူကို tetra တဲ့ခါမှသူက ketone အုပ်စုကိုရရှိမှာဖြစ်ပါတယ်အဲဒါကြောင့်ဒီမှာ secondary alcohol က 2-propanol ကိုကျွန်တော်ကနေပြီးဘာလို့မြင်လဲဆိုတော့ tetra မယ်ဓာတ်တိုးတဲ့အခါကျွန်တော်က alcohol နဲ့ဓာတ်တိုးလျက်ရေကိုထောက်ဆိုရင်ကျွန်တော်ကဒီမှာဒီက H2O ကိုကျွန်တော်ထောက်လိုက်မှာဖြစ်ပါတယ်ဒါဆိုရင်ရေထွက်တော့ပါပြီအဲ့ဒါကြောင့်ကျွန်တော်ကဒီက O ကိုတူးရဲ့နေရာမှာထည့်လိုက်ရင် CH3CO နောက်မှာ CH3 ဒါဆိုရင်ကျွန်တော်က propanol ကဘာသုံးလို့ပါတယ် PROPAN ဒါက CO ketone အုပ်စု propanol ဆိုတဲ့ equation တွေကိုအလွယ်တကူရရှိသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာအုပ်စုအနေနဲ့ကတော့ကျွန်တော်တို့ကဘယ်နှခုရသွားလဲဆိုတော့ဒီ preparation ထဲမှာကျွန်တော်တို့ဒီ preparation အုပ်စုထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာပထမဆုံးအနေနဲ့ကတော့ဒီမှာether ဒုတိယ aldehyde နဲ့ ketone ပြီးတော့ဒီမှာ carboxylic acid 2မျိုးပြီးခဲ့ဒီမှာ ester နဲ့ bromoethene ထောက်တာ equation ဆိုပြီးတော့အကုန်လုံးရရှိသွားတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဒီ carboxylic acid ရဲ့ preparation နဲ့ကျွန်တော်တို့ဒီaldehyde ketone ရဲ့ preparation data နဲ့ data နဲ့ data တွေကိုလေကျွန်တော်နောက်ထပ်ဗီဒီယိုဖိုင်အနေနဲ့အလွယ်ကူဆိုရအောင်ကျွန်တော် channel ပေးတော့မှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုဖိုင်တွေကိုလေစောင့်မျိုးကြည့်ရှုပေးပါလို့ကျွန်တော်တောင်းဆိုရှင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်စာမိုးပွဲလေးကောင်းကောင်းမွန်မွန်ဖြည့်နေပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်